Hello, morning passion. စပင်လဲကြည့်ပါအောင်စပင်ညံ့ရင်ကောင်းမလားအရှိထားရင်ကောင်းမလားအမြဲမစီးတာစပင်အဲ့လိုတိတ်နေရလည်းဖြစ်ညထားရင်ညလိုက်ရင်ကောင်းမလားရှည်ပဲထားရမလားအမြဲမစီးရစီထားနေစီးတာနဲ့လိုက်လာချတာနဲ့လိုက်ဘလို့နဲ့လိုက်တယ်လို့ထင်တယ်ခမအေးရစီးတာရင်တော့မျက်နှာတစ်မျိုးနော်စပင်ညံ့ရင်ကောင်းမလားပြောပေးချက်ပါဦးရှင်ချပြမယ်စီးတာနဲ့ချတာနဲ့ပြကိုလိုက်စပင်ကချတာတော့တော်တော်နေတယ်မချဘူးဘလို့တူတူလေးဖြစ်သွားမှသာချနည်းနည်းရှည်ရနဲ့